ဒါပါရှင်။ကိုမဒီကယ်ဆေးရုံမှာကြိုဆိုပါရရှင်။ကျမတို့ဆေးရုံမှာဆိုလို့ရှိရင်မွေးကင်းစားမှာ6နှစ်ရဲ့ကလေးများအတွက်ကလေးကျန်းမာကြံ့ခိုင်ရေးစံနာလေးရှိရဆိုတဲ့အကြောင်းမိတ်ဆက်ပေးချင်ပါတယ်ရှင်။ဒါလေးကတော့ OPD ခန်းနံပါတ်9မှာရှိတဲ့ကလေးကျန်းမာကြံ့ခိုင်ရေးစံနာလေးဖြစ်ပါတယ်ရှင်။ညီမနဲ့အတူတစ်ခြားတော့လိုက်ကြည့်ပေးပါအောင်နော်။ခန်းထဲမှာဆိုရင်မွေးကင်းစားကလေးတွေအတွက်အရက်တိုင်းနာတွေပေါင်ချိန်ဆက်တွေထားပေးထားတဲ့အပြင်အရွယ်ရောက်ပြီးသားတသားမမီလေးတွေအတွက်အရက်တိုင်းနာတွေပေါင်ချိန်ဆက်တွေကထားပေးထားပါတယ်ရှင်။အားရဆရာမတွေကလည်းကလေးတွေနဲ့အတူတူဆော့ကစားပြီးမှမို့လို့ဖေဖေမေမေတို့ဆရာဝန်ကြီးနဲ့အေးစိတ်တိုင်မြင်လို့ရပါတယ်ရှင်။အားတို့ DMA ရဲ့ကလေးကျန်းမာကြံ့ခိုင်ရေးစင်တာမှာလာရောက်ပြသတဲ့တတမမီလေးတွေအတွက်မွေးကင်းစားမှာအသက်6နှစ်အထိတသက်တာကျန်းမာရေးမှတ်တမ်းနဲ့ကာကွယ်ဆေးထိုးနှံတဲ့မှတ်တမ်းလေးတွေကိုစီစဉ်ထားရှိပေးထားပါတယ်ရှင်။တသက်တာကျန်းမာရေးမှတ်တမ်းစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေများဆိုရင်တော့တတမမီလေးတွေရဲ့မွေးဖွားရာဇဝင်တွေတတမမီလေးတွေရဲ့ဈေးတက်မတက်မှုအစားအစာတက်မတက်မှုတွေအသက်အရွယ်အပိုင်းခြားမှာဒီဘက်ထောက်ကမယ်ပဲအသက်အရွယ်မှာမတက်ရက်ကမယ်စတဲ့ကြီးထွားဖွံ့ဖြိုးမှုမှတ်တမ်းများကလေးတွေရဲ့အသက်အပိုင်းခြားလိုက်ဆရာဝန်ကြီးနဲ့ပြသတဲ့စိတ်ကူတာမှုမှတ်တမ်းတွေကလေးလေးတွေရဲ့ medical check-up မှတ်တမ်းတွေပတ်စစ်ဆေးမှုမှတ်တမ်းတွေဝေးကင်းစားမှာအသက်6နှစ်အတွင်းစိတ်ကူတာမှုမှတ်တမ်းတွေမမေတို့အမေများတဲ့မိခွန်းများနဲ့အဖြေတွေပြုစေကံတို့အမြန်ဆုံးတွားရောက်ပြသရန်လိုအပ်သည့်အခြေအနေများနဲ့ပါဝင်ပါတယ်ရှင်ဒီကာကွယ်ဆေးထိုးမှတ်တမ်းစာအုပ်ထဲတွင်အသက်အရွယ်လိုက်ကာကွယ်ဆေးထိုးနှံရမယ့်အမျိုးအစားတွေကာကွယ်ဆေးထိုးနှံမိသားမှတ်တမ်းတွေလည်းပါဝင်ပါတယ်ရှင်။အခုဗီဒီယိုကိုကြည့်ရှုနေတဲ့ဖေဖေမေမေတို့အနေဖြင့်ညီမတို့ဒဂုံမေဒီကယ်ဟော့စပီတယ်ရဲ့ကလေးကျန်းမာကြံ့ခိုင်ရေးစင်တာမှာအပတ်စဉ်တနင်္လာဗုဒ္ဓဘူးတောက်ကြ3ရက်နေ့လယ်2နာရီမှစပြီးတော့ကလေးအထူးကုဆရာဝန်ကြီးများကလေးအာဟာရဆရာဝန်ကြီးများနဲ့လာရောက်တိုင်ပင်ဆွေးနွေးပြသရန်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။